Hello အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ Premier League ဝက်ပါဝင် Spain La Liga နဲ့ Italy Serie A ပွဲစဉ်၃ပွဲရှိပါတယ်အဲ့တော့ဒီပွဲစဉ်၃ပွဲရဲ့သုံးသက်ချက်တွေနဲ့ကွာပွဲစဉ်၃ပွဲရဲ့ကြီးတွေနိုင်ငံတကာတစ်ပါတွေရဲ့ထင်မြင်ယူဆချက်တွေနဲ့နိုင်ရှင်ပြီးတဲ့အခါမှာဖြစ်ပေါ်လာတဲ့ကိုးရလက်တွေနဲ့ပွဲအခြေအနေတွေကိုတင်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Italy Serie A ပွဲစဉ်တစ်ပွဲဖြစ်တဲ့ပီဇာအသင်းနဲ့လက်ချီတင်းတွေပွဲစဉ်ကိုစတင်ခန့်မှန်းပြီးမှဖြစ်ပါတယ်လက်ရှိအနေထားအရပီဇာအသင်းကတန်းဆင်းသွားပြီဖြစ်ပါတယ်အဲ့လိုပဲလက်ချီတင်းကိုကြည့်မယ်ဆိုရင်လည်းအဆင့်16နဲ့တန်းဆင်းဆုံးမှာရုန်းကန်နေရတဲ့အသင်းဖြစ်ပါတယ်ဒီနေ့ညနေ9 နာရီနောက်ဆုံးစီးရကြည့်မယ်ဆိုရင်လက်ချီကနေပြီးတော့ level 40အရှုံးကိုပေါင်းကြည့်မှဆိုရင်လည်းနှလုံးသိပ်ရည်ဆိုတဲ့ကြီးကိုထုတ်ပြီးရတယ်ဆိုတော့တွေ့ရပါတယ်ဗီဇာတင်းမှာအိမ်ကွင်းဆိုတာကလွယ်ပြီးတော့ဘာမှမျောလင့်စရာမရှိတော့တဲ့တင်ဖြစ်ပါတယ်လက်ချီနေနေကတော့တန်းစင်းကိုဂျုံအားကြောင့်ရုံးလောင်မဲ့အတင်ဖြစ်တယ်လို့မျှော်လင့်ရပါတယ်ဒီနှစ်တင်းထိတဲ့တွေ့ဆုံမှုကိုကြည့်မယ်ဆိုရင်လည်းခုပွဲကစားခဲ့တဲ့အခါမှာဂိုးအောက်တွေကိုပဲတွေ့ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီပွဲစဉ်တွေကိုတော့ဂိုးအောက်ဖြစ်နေပဲသုံးသပ်ပေးချင်ပါတယ်အဝေးကွင်းလက်ချီတင်းနေတဲ့ 1-2 ဆိုတဲ့အနေအထားမှာပဲရှိနေတယ်ဆိုတာတွေ့ရပါတယ်အခက်မသိရင်ဇီးတီတော့ကြောက်သွားနိုင်တဲ့ပွဲဖြစ်တဲ့ကြောင့်မလို့ဘော်ဒီကိုမမျောလင့်မဲနဲ့ဂိုးပေါင်းဂိုးအောက်ကိုပဲကစားဖို့ညီကိုတွေကိုကျွန်တော်အနေနဲ့နှိုးတိုက်တွန်းချင်ပါတယ်ဒုတိယပွဲစဉ်တစ်ပွဲအနေနဲ့စပိန်လာလီဂါပွဲစဉ်ဖြစ်တဲ့ဂျီရိုနာနဲ့မာလာကာပွဲကိုဒီနေ့သုံးသပ်ပြီးမှဖြစ်ပါတယ်ဂျီရိုနာအသင်းအနေနဲ့က 4-2-3-1 ဆိုတဲ့ကစားကွက်ကိုခင်းကျင်းလာမှာဖြစ်ပြီးတော့မာလာကာအသင်းကတော့ 4-1-2-1-2 ဆိုတဲ့ကစားကွက်ထဲမှာကစားလာမယ်ဆိုတာကိုတွေ့ရတယ်နှစ်သင်းလုံးကနောက်ဆုံးပွဲစဉ်မှာကိုစီရှုံးထားကြတဲ့အသင်းတွေလည်းဖြစ်ပါတယ်။အဟောစရာကောင်းတဲ့အချက်ကတော့ဒီနှစ်သင်းရဲ့ထွေးတိုက်တွဲဆုံမှုမှာဂျီနိုက9ပွဲနိုင်တယ်၊မာလာကာ9ပွဲနိုင်ပြီးတော့တရီ4ပွဲချတယ်ဆိုတဲ့ကြောင့်မလို့ဒီနှစ်သင်းရဲ့အနိုင်အရှုံးကမပြတ်သားဘူးဆိုတာကိုတွေ့ရပါတယ်။ကာရော့ဖောင်ရကြည့်မယ်ဆိုရင်လည်းတိတ်မကွာသလိုလက်ရှိမှပြည်စရာကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဂျီနိုနာသင်းကအဆင့်15မှာရှိပြီးတော့မာလာကာသင်းကအဆင့်19မှာရှိတဲ့ကြောင့်မလို့သူတို့နှစ်ယောက်အကြားမှာရှိတဲ့အဆင့်ကွာချက်ကလည်းတော်တော်လေးနီးကပ်တယ်ဆိုတာတွေ့ရတယ်။အမှတ်ကွာဟာကျလည်း3မှတ်သာရှိတဲ့ကြောင့်မလို့ဒီနှစ်သင်းရဲ့ထွေးတဲ့တွေ့ဆုံမှုကစိတ်ဝင်စားစရာကောင်းတယ်ဆိုတော့တွေ့ရပါတယ်ဒီညနေပိုင်းဇီးတန်းရကြည့်မယ်ဆိုရင်ဂျီမနာတင်းကနေပြီးတော့ level 90ရှုံးပြီးထားပြီးတော့ဂိုးပေါင်းကြည့်နေတဲ့3လုံး80အနိုင်ဆိုတဲ့ကြီးကိုပေးထားတယ်ဆိုတော့တွေ့ရပါတယ်ဒါကြောင့်ဒီပွဲစဉ်ကိုကျွန်တော်အနေနဲ့သုံးသပ်ပေးရမယ်ဆိုရင်တော့ဂျီမနာတင်းအနေနဲ့အနိုင်နဲ့တည်မှာပဲရှိပါတယ်ဂိုးပေါင်းကြီးကအနည်းငယ်ပြင်းနေဆိုပေမဲ့ကျွန်တော်အနေနဲ့ဂိုးအောက်ကိုပဲကြိုက်ပါတယ်ဂျီမနာ 2-1 တော့ဖြစ်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မိပါတယ်ကဲနောက်ဆုံးပွဲဖြစ်တဲ့ Premier League ရဲ့အဆိုးဆုံးပွဲ Leeds United နဲ့ Burnley ပွဲစဉ်ကိုဒီနေရာကနေပြီးတော့သုံးသပ်ပေးချင်ပါတယ် Leeds United တင်ဟာ Premier League ပွဲစဉ်5ပွဲဆက်တိုက်မရှုံးသေးတဲ့အသင်းဖြစ်ပါတယ်နောက်ဆုံးပွဲမှာတည်ကြရတဲ့ဆိုရင်ဒီမတိုင်ခင်ပွဲမှာလည်း Manchester United ကိုအနိုင်ရထားတဲ့အသင်းဖြစ်ပါတယ်တစ်ဖက်က Burnley တင်ကိုကြည့်မယ်ဆိုတော့4ပွဲဆက်တိုက်ရှုံးထားတဲ့အသင်းဖြစ်ပါတယ်တန်းစင်းမှုလည်းတေချာနေတဲ့အသင်းဖြစ်ပါတယ်ဒဏ်ရာပြဿနာများစွာကိုရင်ဆိုင်နေရတဲ့အသင်းလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ညပွဲစဉ်မှာတော့ Leeds United အသင်းကတစ်ဖက်သက်ကစားသွားမယ်လို့ကျွန်တော်အနေနဲ့ထင်မြင်ယူဆမိပါတယ်ဒီညနေနောက်ဆုံးသိရတဲ့ကြီးတန်းရဆိုလို့ရှိရင်လည်း Leeds United အသင်းအနေနဲ့တစ်လုံးသွင်း60ကျုံးဆိုတဲ့ကြီးတန်းတစ်ခုကိုပေးထားတာဖြစ်ပါတယ်ဂိုးပေါင်းကြီးကိုကြည့်မယ်ဆိုရင်တော့3လုံး30နိုင်ဆိုတဲ့ကြီးကိုတွေ့ရပါတယ်ဘော်ဒီကြီးကပြင်းနေဆိုပေမဲ့ဂိုးပေါင်းစည်းကတော့အနည်းငယ်ပြုတ်နေတယ်ဆိုတာကိုတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့တော့ Leeds United အသင်းနိုင်သွားမယ်လို့ပဲညွှန်လင်းမိပါတယ်1-0 2-0ဆိုတဲ့အနိုင်ရတဲ့ထိမှာပုံပေါ်တော့ရှိပါတယ်Leeds United ရဲ့တစ်ဖက်သက်ဂိုးသွင်းမှုတွေနဲ့ပဲစောင့်ကြည့်ရမှုပွဲဖြစ်တဲ့ကြောင့်မလို့ကိုပေါင်းကြည့်တဲ့ဆိုင်ဘော်ဒီကြီးကိုပဲဦးစားပေးတဲ့လို့ထင်မြင်ယူဆမိပါတယ်။ရွှေညီကိုများအနေနဲ့ကျွန်တော်ရဲ့ channel အသစ်ဖြစ်တဲ့ကြောင့်မလို့ channel တစ်ကလေးကို like and subscribe လေးပူညီပေးကြဖို့နှုတ်ညွှန်မြတ်တဲ့ရခံချင်ပါတယ်။ဆိုတော့ပတ်စဉ်ဘောလုံးပွဲတွေကိုလည်းကျွန်တော်တို့အကောင်းဆုံးသုံးသပ်ပေးသွားမှာဖြစ်ပါတယ်။အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ကိုလက်ပါညီကိုတို့